တလောက်ကယူပြီးတော့ငပြားကြီးပြအောင်မယ်ရှင်ငပြားကြီးပြအောင်မယ်ဒါတော့အနေထိုင်ထားတဲ့ငပြားကြီးပေါ့နော်ချစ်သူတို့ဒါအနေထိုင်ထားတဲ့ငပြားကြီးအနေထိုင်ထားတဲ့ငပြားကြီးကြည့်ကောင်းလိုက်တာအေးစီးပြီးနေတာသူ့စားလိုက်ချက်တရတီလေးနဲ့တရတီဝင်းနေတာလေးအဲ့လိုမခတ်ပြန်နဲ့အဲ့ခေါ်စလုံးနဲ့ထိုးခတ်ပြန်နောက်ပြီးတော့နောက်တနေရာဟိုတရားဘုံကြီးကမိုင်းဟိုခက်တဲ့စေလောက်ကနေထိုင်ထားတယ်ပြလိုက်နောက်တနေရာပြသွားနောက်တနေရာပြရှယ်ပဲကော်ဖီလေးဒါဆိုတောက်ပလိုက်တယ်အဲ့လိုလာမှာဒီလိုလာမှာဟောလို့ဆိုလာတယ်အဲ့ပြမှာပြအဲ့ဒါလေးပြကောင်းလိုက်တော့ရှယ်လေးကောင်းချက်အဲ့ငါပြပို့ကောင်းတယ်နော်အနေပို့ထိုင်တယ်နောက်ဘယ်နေရာပြကြစီလဲပြနောက်နေရာဘယ်နောက်ဘယ်နေရာရှိသေးတယ်ကောင်းလိုက်တာအေးကောင်းချက်တွေလန်ထွက်အဲ့ဒီလာမှာလားအဲ့ဒီလာမှာဒါအေးခံထားတဲ့ဟာဒါလေး50ရှိပြီနော်ဒီနော်ကောင်းလိုက်တာအချစ်တွေမြင်နေတိုင်းမှကြီးကောင်းလိုက်တာကျက်တက်လောက်တာယူပြီးတော့နော်ကျက်တက်လောက်တာယူကျက်တက်လောက်တာယူကျက်တက်လောက်တာယူကျိုက်တက်လောက်တာယူပြီးတော့ကျိုက်တက်လောက်တာယူပြီးတော့ရှင်ကျက်တက်လောက်တာယူပြီးတော့ရှင်အိုးတက်ရည်အစ်စ်တွေနော်ချစ်သူတွေဒါအိုးတက်ရည်အစ်စ်ပါအိုးတက်ရည်အစ်စ်ပါငါးပေါင်းစုံရဲ့အချိုရည်ပေါင်းစုထားတဲ့အိုးတက်ရည်အစ်စ်ပါမျိုးခုနဒီမှာငပိတွေတွေ့လားငပိတွေတွေ့လားချစ်သူတို့ဒီမှာတွေ့လားငပိတွေနော်ငပိတွေမြင်နေနော်အဲ့ဒီငပိဘုံတွေကနေထွက်လာတယ်ငပိအိုးတွေကနေမျိုးခုနဟိုးမှာခလေးမငပိပေါ်နေတွေ့လားဟိုးမှာဟိုးမှာခလေးမငပိပေါ်နေတွေ့လားအဲ့ငပိအိုးတွေဘောင်းစုံကနေငဖဲရဲ့အိုးတက်ရည်နော်ပြပြမယ်ငဖဲအိုးတက်ရည်ငရက်အိုးတက်ရည်ငပြင်းမအိုးတက်ရည်ငဖဲအိုးတက်ရည်ငရက်အိုးတက်ရည်ငပြင်းမအိုးတက်ရည်နော်ကျမချစ်သူတွေငရက်ငါးစုံတွေအိုးတက်ရည်အစုံပေါ့နော်အဲ့ဒီငပြရည်တွေကနေတက်လာတယ်ငါအိုးတက်ရည်တွေပေါ့နော်ငါပြရင်အိုးတက်ရည်တွေကဲဝယ်လို့ရပြီကျမချစ်တွေဝယ်လို့ရပြီဒီမှာကျမရဲ့လုပ်ငန်းကိုပြပေးမယ်နော်ကျမရဲ့လုပ်ငန်းကိုပြပေးမယ်ရှင်ဒီမှာကျမတို့အိမ်ကိုတည်တော့မှာအော်ဒါတွေမတရားတက်လို့ကျမတို့ငပိဘုံတွေနဲ့ငပိလာခတ်တာငပိတွေလာဖော်ကြတာငပိဘုံတွေနဲ့ကျမတို့အော်ဒါတွေမတရားတက်လို့ငပိတွေလာဖော်ကြတာဒီမှာသုံးဖို့ဆွဲဖို့ဈေးတွေနော်တပည့်ရဲ့ပြီးတော့ရှင်တပည့်မနေစီရေအောက်ကိုကြတဲ့အနက်တွေပြောင်းအောင်အဲ့နေရာမှာလေဟိုအီယံဖြော်ရည်လေဘိုကာချီရေးအဲ့နာကိုဖြန်းပေးရောမမဖော်ထားတဲ့ဟာလေအေးဒီမှာကြီးညို့ရဲ့လုပ်ငန်းပြမယ်နော်ညို့ရဲ့လုပ်ငန်းကိုပြမယ်မမတို့ငါပြရည်လေဟိုးမှငါပြရည်ဂျိုနာပြပြီးပြီနော်ဆက်ပြပြီးဟိုတဲ့အစ်စ်တွေငပတ်ကငါပြရည်ငါခုံးမရဲ့ငါပြရည်ငါစင်ဆက်ကငါပြရည်ငါပုတ်တင်ငပုံနာရဲ့ငါပြရည်ကားကလေးပေါငါဖက်ပေါငါစုံတွေရဲ့ငါပြရည်ငရငါပြရည်ဒီမှာကြည့်မကလေးတွေငါပြီးဖော်လာသူရက်ပြလိုက်ပါအောင်ခဏလေးငါပြီးဖော်လာတော့မှနော်ဒီမှာကြည့်ငါပြီးဖော်လာမြင်နေနော်လုံးဝဆန်တော်မဟုတ်တော့မှမရှိတော့ဘူးစားဆိုတာတစ်စိတမောင်တော့မမြင်ရဘူးလုံးဝငါးသားရဲ့အချိုရည်တွေပဲငါပြီးကြိုးစားရမှာငါးသားတိတောင်ပဲကြိုးစားရမှာကျမချစ်တယ်နော်စီးကြိုးတို့နှလုံးဆက်ကဝေဒနာရှင်တွေကြိုက်တာစားမမြင်မရလေတို့ဟောတွေ့လားငါပြီးတွေဖော်နေနော်ဒီမှာအိုးတက်ရည်စစ်တွေမြင်နေနော်အိုးတက်ရည်စစ်တွေလုပ်ငန်းရှိလို့ဒီလိုဈေးဒီလိုပစ္စည်းတွေကိုအစစ်အမှန်တွေကိုစားရတာနော်ချစ်သူတို့ရောဒီမှာကြည့်ငပြာရည်အခန့်ရင်ခိုင်နေအခုလိုမျိုး तू ကငါပြီးဖော်ရင်းနဲ့လေအခုလိုမျိုး तू ကငါပြီးဖော်ရင်းနဲ့ငပြာရည်ကခိုင်ရင်ငပြာရည်ခိုင်နေဆန်တော်မို့အနောက်ကလေးတွေကထလာဆန်တော်မို့အနေလေးတွေထလာတယ်နော်ဆန်တော်မို့အနေလေးထလာတယ်စားတွေအမြုပ်ထလာတယ်ငပြာရည်ဆိုတော့အဲ့အမြုပ်တွေကိုခတ်ထုတ်တယ်ဒီမှာငပြာရည်အကြောင်းလေးခတ်လာတာတပည့်ဇွန်းဟုတ်တယ်ဒီမှာခတ်ပြအောင်တယ်ခတ်ပြအောင်မင်းဇွန်းငါဝေးအဲ့လိုကျိုးရကျမတို့မီးသွင်းကိုယူမရှိဒီမီးသွင်းကိုကျမတို့9000ခွဲပေးရဒီမီးသွင်းကို9000ခွဲပေးရတယ်မီးသွင်းတစ်ခါကျလို့ရှိရင်မီးသွင်းကိုကျမတို့3အိတ်လောက်ကုန်ငါပြရည်တစ်ခါကျရင်မီးသွင်း3အိတ်လောက်ကုန်မြင်နေနော်ပူမယ်နော်တပည့်ပူမယ်ကောင်းလိုက်တယ်ငါပြရည်မှုကြိုင်ဒီမှာကျိုးနေစိတ်ကြိုက်ကျိုးနေကြည့်မီးသွင်းထဲနဲ့ဟုတ်ပြီနော်ချစ်သူတို့ကြားရတမီးလေးရအဲ့ဒါကျမတို့ခတ်ထုတ်နေလဲဆိုတာဆန်တော်ဘုံကနည်းနည်းပထားတဲ့အမြုပ်တွေစားအမြုပ်တွေကိုခတ်ထုတ်ပြီးတော့ငါပြရည်ကိုကျမချစ်တယ်ဒီလို15ရက်အရက်20လောက်အနေထိုင်ရတယ်ထိုင်ပြီးတော့မှအကြီးကြီးတွေကိုအစစ်စစ်ထပ်မှန်တတ်စိပြီးတော့မှနော်ငပြာရည်ကိုအကျန်းကိုငပြာရည်အကျန်းကိုပေါ့အခုငပိအိုးတွေကအခုလိုမျိုးမှတွေ့တာခလေးငပိဖော်နေအဲ့တော့ငပိဖော်နေတဲ့အိုးတက်ရည်ပေါ့ငပိမဖော်ခင်အိုးတက်ရည်တက်တဲ့ချစ်တယ်ငပိမဖော်ခင်မှာအိုးမှာတက်နေတဲ့အိုးတက်ရည်ကိုခတ်တော့ခိုင်းနဲ့ဆန်တော်မောရဲ့အနေလေးတွေထလာတဲ့ခါကျတော့အနေတွေကိုအဲ့ဒီအနေတွေနဲ့အိမ်ငပြာရည်နဲ့အိုးတက်ရည်ကိုပေါ့ပထမဆုံးအဆင့်ကတော့အိုးတက်ရည်ကိုနေလှမ်းပြီးတဲ့ခါမှာအနေထိုင်ပြီးစစ်ပြီးတော့ဒီလိုကျိုးပြီးတဲ့ခါမှာလည်းအမြုပ်တွေပါတွေအကုန်လုံးခတ်
ကျိုးလိုက်တဲ့သဘောကဘာဖြစ်လဲဆိုတော့အမြုပ်တွေကိုဖယ်ထုတ်ပြီးသားဖြစ်တာပေါ့နော်လုံးဝတန့်သွားတာပေါ့နေနှမ်းတာလည်းမလုံလောက်ဘူးကျိုးမှပဲအဆင်ပြေတာအဲ့ဒီကျိုးပြီးသားငပြားရုပ်အေးခဏပေါ့ခုနလိုဒီလိုစင်အိုးတွေမှာပေါ့နော်ခုနမျိုးပြောတဲ့ကျိုးပြီးသားငပြားရုပ်ဒီလိုစင်အိုးတွေမှာကျမတို့အနေထိုင်းနော်အနေထိုင်းပြီးတော့မှနော်အနေထိုင်းပြီးတော့ထပ်မှန်ပြီးတော့အစစ်စင်တန့်စင်းပြီးတော့မှချစ်သူတွေလက်ထဲကိုထည့်ပေးတာဆိုတဲ့အကြောင်းပေါ့နော်ဒီလိုမျိုးတွေပါကျမတို့ငပြားရုပ်အဲ့လိုအနေထိုင်ရပါတယ်ရှင့်အဲ့လိုအနေထိုင်ရပါတယ်ရှင့်နော်အနေထိုင်ရပါတယ်ရှင့်အဲ့ဒါပြပေးရအဲ့လိုအစစ်စင်အနေထိုင်ပြီးတော့မှရောက်မှမြန်လားအဲ့လိုလာမလို့အဲ့လိုအစစ်စစ်အနေထိုင်ပြီးတော့မှချစ်သူတို့ကိုကျမတို့ကနော်ပို့ပေးတာပါရှင်နော်အရန်အောင်ကောင်းပါလေအရန်အောင်ကောင်းပါလေရှင်